လေးတရား focus ကောင်းဖို့အတွက်ဆိုလို့ရှိရင် mindful class က helpful ဖြစ်လားဆိုရင် helpful ဖြစ်တယ်ဒါပေမဲ့ပို့ပြီးတော့ပေါ့နော်ပြေဆုံးသွားဖို့ဆိုရင်ကလေးတယောက်ကအေးအေးဝဖို့လည်းလိုအပ်ပါတယ် balance time ရဖို့လည်းလိုအပ်ပါတယ်နောက် screen time limit လည်းရှိဖို့လိုအပ်ပါတယ်နောက်ပြီးတော့ကလေးကသူလှုပ်ရှားကစားပေါ့နော်လှုပ်ရှားကစားခွင့်လည်းရဖို့လိုအပ်တယ်နောက်ကလေးနဲ့မိဘနဲ့ emotional connection ကောင်းဖို့လည်းလိုအပ်ပါတယ်နောက်ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်က safe and calm ဖြစ်တဲ့ပတ်ဝန်းကျင်လေးရှိမယ်ဆိုရင်တော့ဒါအကောင်းဆုံးဖြစ်ပါတယ်တချို့အချိန်တွေမှာဆိုရင်ကလေးကproblem child လို့ဒါမိဘတွေကထင်တတ်ကြတယ်တကယ်တော့ကလေးက problem child မဟုတ်ဘဲနဲ့ tired ဖြစ်နေတာနောက် overstimulated ဖြစ်နေတာနောက် stress ရှိနေတဲ့ကလေးလည်းဖြစ်နေနိုင်တယ်ဒါကြောင့်မလို့ကျမတို့ဒီ training တွေဒီ mindful exercise တွေတင်တာမကပဲပေါ့နော်ကလေးကိုလုံလောက်တဲ့ပေါ့နော်အိတ်ချိန်ရှိဖို့နောက်ဒါကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကိုစားသုံးစေဖို့ဒါကြောင့်မလို့ healthy sleep healthy food and healthy nervous system then better focus လို့ပြောနိုင်ပါတယ်